ကဲ့အဲ့ဒါဆိုအခုကျတော့ရှင်းလင်းနေတာပါလိမ့်မယ်ပြီးတော့ဒါလေးကိုတုံးမှာမဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့စားပြီးတော့လိမ့်မယ်မှာဖြစ်ပါတယ်ကျမတို့ဒီနေ့အစီပဲဟိုအခုကျတော့ကျမတို့ကမိတ်ကနဲ့ရရမယ်ဆိုတော့ဒါလေးရေးလိုက်ပါမယ်။နေရပဲ။ဟုတ်။ဟုတ်တာပေါ့နော်။အဲ့ဒါမျိုးကိုအစီရေးလာတယ်။ငါပဒနဲ့အလိုဆိုးရင်မဟုတ်။ဆိုးပြီးတာလည်းငါစားအောင်ဗန်းနေလိုက်ပါ။ဗန်းနေရစားထိုးတာ3ရက်3လ။3ရက်3လနေ9ရက်3လပိုင်းဟုတ်ကဲ့စားပြီးတော့နေမယ်။အဲ့ဒါပဲကွန်ပျူတာမှာဒီနားမှာပဲရှိချဲရှိတယ်မလေးခွာလို့တော့မရဟဲ့အဲ့ဘာကျမလည်းနေလို့ကိုလိုက်ချမှာမင်းရ easy short ကျမတို့လည်း line ပွဲလဲsay ရက်ကွယ်အိမ်နမကတီးအဲ့လာတော့ဒီဘက်ကမနာမပြောချင်မှုတွေနဲ့ကြတာသူစိတ်ညစ်နေရဖြစ်ဟာမေမနှလုံးပေါက်တယ်ဒီလိုမျိုးပြရင်တော့โอเคကျမဓာယူလိုက်ရတယ်ကျမဓာကိုပါလိုက်တာပေါ့အေးပါကျမဓာလေးမှုမမိသွားတာဘာလဲပေါ့ခိုင်းလူတွေဆိုဘာမှမလုပ်တော့အခုကျမတို့ဘက်ကတစ်ချက်ရောက်တော့မယ်ဆိုဒါလေးဝယ်ထားတာပါတွားပြတာမို့နော်โอเคဟုတ်ပါလေပြပါလေဘာမှထားရမွေးတယ်ဒါ3သိန်းနီးပါကုန်တယ်တိလားဘယ်ဟဲ့မလေးတော့ဘယ်မှာပဲလုံးနေတာဒါပဲဘယ်ခုမှဤတော့ပဲခါလေးကျမဘာလို့ခုလုပ်နေရကျမပြောမယ်ကျမရဲ့မိကတ်တယ်ပြချာနှခမ်းနေဒါလေးသိန်းဒါရဲ့နှခမ်းနေပဲဒါကျတော့9,000ဒါကျတော့ဘာလဲမသိတယ်စိတ်လားဘာလဲအဲ့ကျမလည်းမသိတော့ပန်းနေကြလို့လားတစ်ခု900အကုန်900မှာတော့ဘာလဲတတောင်းဒါတော့မလေးချဝယ်ဆိုမသိဘူးတမရဲ့တီဝယ်ပေးရအကုန်လုံးဝယ်ပေးတာဒါပေမဲ့ဈေးလုံးတွေတော့မမိတော့ပဲအဲ့ဒါဟာတော့6,000ကုန်းနေဘာမှမရှိဒီတော့ရှိတယ်လို့ပြောနေတာဘာမှမရှိဘူးဆော့လို့ရသေးတယ်ဒါလည်းဖြတ်ပြီးတော့โอเคနပ်ပန်ကြရင်အခုစနေဆိုရင်စနေတလေးအခုဘာနေလဲကြည့်လိုက်မယ်နော်မနက်ဖြန်16အခု15ဆိုရင်မနက်ဖြန်ကြရင်အခုဟွာနေအခုစနေတလေးနေကြကျမတို့ကအခုစလိုက်လောက်ပြမှာဖြစ်ပါတယ်တငယ်ချင်းနေနဲ့အခုအဖွားပြန်လာမှရတာပေါ့ဒါအဖွားပုံမှာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျမကောက်လေးပြသွားတော့ကျမအသက်လေးပေးရပါဦးဘိုင်ဘိုင်